ပြီးညရီရုပ်မြင်သံကြားနိုင်ငံတကာသတင်းတွေကိုတင်ပြပါမယ်ရှင်။ရင်းဒီလောက်နဲ့ပြောနေလို့ရမှာပေါ့။ရှေ့လျှောက်ပြီးအများကြီးကြိုးစား။အားတော့ခပါပါပဲမမိတ်နိုင်တဲ့လူတွေရောရှိနေရှိပါရှင်ဒီနေ့ကျင်းပပြုလုပ်တဲ့အခမ်းအနားကတော့ကာကွယ်ဦးစီးချုပ်ရုံးကြီးပြည်သူ့ဆက်ဆံရေးနဲ့စိတ်သက်စစ်စင်ရေးညွှန်ကြားရေးမှူးရုံးရုပ်မြင်သံကြားထုတ်လုပ်မှုအခြေခံသင်တန်းအမှတ်စဉ်ဆက်ခေါ်သင်တန်းမှုမဲ့အခမ်းအနားပဲဖြစ်ပါရဲ့ရှင်အစီအစဉ်အရကာကွယ်ဦးစီးချုပ်ရုံးကြီးပြည်သူ့ဆက်ဆံရေးနဲ့စိတ်သက်စစ်စင်ရေးညွှန်ကြားရေးမှူးရုံးညွှန်ကြားရေးမှူးကိုစားတပ်မှုဒုတိယဗိုလ်မှူးကြီးအောင်မြင့်စိုးကအဖွင့်အမှားစကားပြောကြားပေးပါရန်လေးစားစွာတင်ပြအပ်ပါရရှင်ရဲဘော်တို့ဒီနေ့ဟာပြည်သူ့ဆက်ဆံရေးနဲ့စိတ်ဓာတ်စစ်စင်ရေးညွှန်ကြားရေးမှူးရုံးစီမံကွပ်ကဲမှုနဲ့ဖွင့်လှစ်တဲ့ရုပ်မြင်သံကြားထုတ်လွှင့်မှုအခြေခံသင်တန်းအမှတ်စဉ်ဆက်ခွန်သင်တန်းဖွင့်တဲ့နေ့ပဲဖြစ်တယ်။တပ်မတော်အတွက်မျိုးဆက်သစ်လူငယ်မီဒီယာဝန်ထမ်းတွေမွေးထုတ်ပေးမဲ့ဒီလိုစက်တည်မင်္ဂလာနဲ့ပြည့်စုံတဲ့အချိန်ခါသမယမှာရဲဘော်တို့ကိုတည်တဲ့တည်တိုက်တာတွေကိုအနှဲငယ်ပြောကြားလိုတယ်။ယခုလိုရုပ်မြင်သံကြားအခြေခံသင်တန်းတွေဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကတော့နိုင်ငံတော်ပြည်သူနဲ့တပ်မတော်အတွက်မီဒီယာနဲ့အစဉ်အမြဲကာကွယ်အလုပ်ကျွေးပြုမဲ့မီဒီယာသမားကောင်းတွေပေါ်ထွက်လာရေးပဲဖြစ်တယ်။ပြည်သူတွေအတွက်ထုံးရလျက်ရှိတဲ့ပြည်သူစစ်တော်များဒီစီရှုစဉ်စရာအခက်အခဲတွေနဲ့အမှုပညာစွမ်းပကားတူတာဆိုပြည်သူစစ်တော်များဒီဟုတ်ပြည်သူစစ်တော်များသတင်းကြေညာသူတယောက်ဖြစ်ဖို့ဆိုတာကရုပ်ရည်အသင့်အတင်ရှိရမယ်နောက်တစ်ခါအတန်နော်အတန်မှာဆိုလို့ရှိရင်လည်းအတန်ရဲ့ပြီးသားမှုကြည်များမှုရှိရမယ်နောက်ပြီးတော့ကိုကရုပ်ရည်လေးပဲလှပြီးတော့အတန်ကြီးမကောင်းရင်အတန်လေးကတော့ကောင်းပါတယ်စကားလုံးလေးတွေပြောခါမှာစကားမပီတာလေးရှိတယ်အဲ့တော့အဲ့လိုစကားမပီတာလည်းမရပါဘူးအဲ့တော့သမီးတို့ကိုဖတ်မဲ့သတင်းလေးတွေလည်းပေးထားပြီးပြီနော်အဲ့တော့ပလဲချိုသမီးကဲလာလေးကျင့်ကြအောင်နော်ဖတ်ကြည့်ပါအောင်သမီးနော်ရန်ကုန်တိုင်းဒေသကြီးမော်ဘီမြို့နယ်လက်ပံတန်းစုကျေးရွာအုပ်စုရှိဒေသခံပြည်သူများအားဒီကနေ့မနက်ပိုင်းမှာရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်လက်စေကူတာရေးအဖွဲ့ကအဆိုပါကျွေးရရှိအုပ်ချုပ်ရေးမှုရုံး၌ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးပါတယ်။ထို့သောဆောင်ရွက်ပေးရာတွင်စေကူတာရေးအဖွဲ့ကဒေသခံပြည်သူ158ဦးတို့အားခွဲစိတ်ကုသမှုဆိုင်ရာယောဂအယိုးယောဂနာနှာခေါင်းလည်ချောင်းယောဂကလီယောဂသွေးတိုးယောဂသွားနှင့်ဂရင်းယောဂစီးကြိုသွေးကြိုယောဂမျက်စိယောဂအရေပြားယောဂအထွေထွေယောဂတို့နှင့်ပတ်သက်၍လိုအပ်သည့်ကျန်းမာရေးဆောင်ရှောက်မှုလုပ်ငန်းများအားဆောင်ရွက်ပေးပါတယ်။တည်င်းသမီးတို့စဖတ်တာဆိုတော့အခက်အခဲလေးတွေရှိမယ်။ခုနကသူ့ပါမှားသွားလေသမီးတို့နော်ရန်ကုန်တိုင်းဒေသကြီးမှော်ဘီမြို့နယ်လက်ပံတန်းစုလို့ဖတ်သွားတယ်ဖတ်ရမှာဘယ်လိုဖတ်ရမှာလဲလက်ပံတန်းစုလို့ဖတ်ရမယ်နောက်တစ်ခါကလေးယောဂလို့မပြောဘဲနဲ့တမီးတို့ကလေးယောဂလို့ပြောပြီးပို့ပြီးတော့တင့်တယ်ပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတို့တွေကလေးမျိုးစွာလေးရှိရယ်နော်အဲ့ဒါဆိုရင်ကလေးယောဂနောက်သွေးတိုးယောဂလို့မရှိဘူးသွေးတိုးလို့ပဲဖတ်ရတယ်အဲ့တော့ဆရာမတို့ဒီမှာဆိုလို့ရှိရင်ရေးတော့အမှန်ဖတ်တော့အတန်ဆိုတာရှိတယ်နော်ဒီနေ့ကတော့သတင်းဒီဖတ်ကြားခြင်းနဲ့ပတ်သက်ပြီးတော့ဒီနေ့ဒီလောက်ပဲပေါ့နော်နောက်နေ့ကျမှဆက်ပြီးတော့သင်ပေးပါမယ်အခုဒီလျှက်တစ်ပြည့်အင်တာဗျူးတွေနဲ့ပတ်သက်ပြီးတော့မမေတပိုင်ကဆက်ပြီးတော့သမီးတို့သင်ခန်းစာပို့ချပေးပါလိမ့်မယ်မြရီရုံမြင်တဲ့ကြပိတ်တင်များရှင်ကျမနာမည်ကတော့ပလဲချိုပဲဖြစ်ပါရဲ့ရှင်ဆက်ပြောလေဒီတင်နန်းကိုတကယ်ချင်းတရားရှိတယ်အခုဆိုရင်တော့တငယ်ချင်းဒါ15ယောက်နေပေါ့နော်အတူတူဒါသင်ကြားနေပါရဲ့ရှင်ဟုတ်ပါပြီအဲ့ဆိုညီမလေးကဒီမြောက်ရုံမြင့်တန်ကြားရဲ့ဒီတင်နန်းကိုတက်ရောက်ပြီးတော့မှညီမလေးရဲ့ရည်ရွယ်ချက်ကလေးကိုလည်းပြောပြပေးပါဦးပလဲရဲ့ရည်ရွယ်ချက်ကလေးကတော့ဒီတင်နန်းမှာတက်မြောက်ပြီးတော့ပလဲက
လူတွေအမြဲတမ်းငေးကြည့်နေရတဲ့အနောင်စားတူဖြစ်ချင်ပါရဲ့ရှင် ဟုတ်ပါပြီရပါပြီကျေးဇူးတင်ပါတယ်အဲ့ဆိုရင်တော့ထိုင်လို့ရပါပြီအဲ့ဆိုရင်ညီမလေးပြောသွားတဲ့အချိန်မှာတွေ့မိလားသူဘလို့ဖြစ်တယ်ဆိုတာကိုမပြောပြလိုက်တယ်ကင်မရာကိုပဲတောက်လျှောက်ကြည့်ပြီးတော့ကင်မရာကိုကြည့်ပြီးပြောနေရမယ်ဆိုတာညီမလေးကတစ်ခါကျရင်မျက်လုံးကအောက်ကိုရောက်သွားတယ်ကင်မရာကိုကြည့်ပြီးလုံးဝပြောရမယ်စကားတွေဆိုလို့ရှိရင်ကင်မရာကိုပဲတောက်လျှောက်ကြည့်နေရမှာမြောက်ရီရုပ်မြင်သံကြားပရိသတ်များရှင်ကျမနာမည်ကတော့ပလဲချိုဖြစ်ပါတယ်ကျမကမြောက်ရီရုပ်မြင်သံကြားဖွင့်လှစ်တဲ့သင်တန်းမှာသင်တန်းသူ15ဦးနဲ့အတူတက်ရောက်နေတာဖြစ်ပါတယ်ကျမရဲ့ရည်ရွယ်ချက်ကတော့မြောက်ရီရုပ်မြင်သံကြားမှာအောင်မြင်ကြော်ကြားတဲ့တွေ့ဆုံမေးမြန်းသူတယောက်ဖြစ်ချင်ပါတယ်ရှင်တစ်ချိန်လုံးမှကင်မရာကိုပဲကြည့်နေတယ်ပရိသတ်ကလည်းဒီလိုသမီးကင်မရာကိုကြည့်နေမှစိတ်ဝင်စားမှာအောက်တင်ငုံလိုက်ဟိုကြည့်လိုက်ဒီကြည့်လိုက်ဆိုရင်ဒါသူတို့လည်းစိတ်ဝင်စားမှုမရှိဘူးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီနေ့သင်ခန်းစာမှာဒါတွေကိုဆိုလို့ရှိရင်ဒါလိုက်နာရမယ့်ပေါ့နော်ဒီအမှုအကျင့်တွေရှောင်ရမယ့်အမှုအကျင့်တွေအမှပြပြသွားတာဖြစ်ပါတယ်။နောက်နေ့မှာပဲတကယ်တွေးဆုံမေးမြန်းတဲ့အခါမှာလူ2ဦးဘလို့မေးမြန်းရတယ်ဆိုတဲ့သင်ခန်းစာကိုအမှဆက်လက်ပြီးတော့မှသင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။ สุปองอาภิคิดติกูและแค่มาสักดีดูฉันต้องดูยาวมันแค่ที่จะเป็นวิวเล่พี่ดูว่ามีแรงเท่าไรเลยอย่าชีวารีพี่dreamพี่ป้าในเงินตะกาแต่เดินด้วยส่งยิ้มพี่ดูอัตราอันเย่ชีดียาวดียงยตาမဆန်တာဟိုလေပလဲမနေ့က live တက်တာအဆင်ပြေရလားပြေးပါတယ်ပလဲလေစူးစမ်းလို့နဲ့တွေ့ရနော်ပို့ပြီးတော့တိုးတက်လာပြီလားဩဒါနဲ့ပလဲမနေ့ပြန်ကိုခန်းချောင်းဆိုလေသမားတယောက်နဲ့အင်တာဗျူးခွင့်ရှိပြီရနော်မပြန်မဲနဲ့ဘာထိုင်လုပ်နေရလဲ မပြန်ကျင်သေးလို့ဟာဒါနဲ့နင်ကဘာလို့မပြန်သေးရ ဩငါဆီယမနဲ့တူတူပြန်မှာမို့လို့ထိုင်ဆောင်နေရလေဟိုဒါနဲ့နင်ဒီနေ့စမဝက်ခန်းထဲကနေအစောကြီးထွက်လာရနော် အေးလေမဖြေနိုင်လို့စောကြီးထွက်လာတာပေါ့အင်္ဂလိပ်နေ့ကလည်းမဖြေနိုင်ပါဘူးဟာသင်္ချာနေ့ကလည်းငါမဖြေနိုင်ဘူးဒီနေ့နောက်ဆုံးနေလဲငါမဖြေနိုင်ပါဘူးဟာဒါနဲ့နင်ရောနင်ကတော့ဖြေနိုင်တော့ပါ ဒါတော့မစိုးပါဘူးဖြေနိုင်ပါတယ်ဘာပဲဖြစ်ဖြစ်နင်းနဲ့ငါနဲ့နောက်ဆိုကျောင်းကလိုနေတိုင်းမတွေ့ရတော့ဘူးနော် ဟိုနေရလေဘာလျှောက်သွေးပြီးခံစားနေရလဲဘဝတစ်စစ်ချိုးပြောင်းနေဆိုတာဒီလိုပဲလေငါကတော့ဆယ်ရန်ပြီးသွားလို့ရှိရင်ငါအရန်တက်ချင်တဲ့တက္ကသိုလ်မှာဖွဲ့ယူမယ်ငါအရန်ဖြစ်ချင်တဲ့အနောက်စာတရားမဖြစ်အောင်လုပ်မှာ
ထုတ်ပလဲဘာတွေလုပ် မဲနင်တို့ညောက်ကမလာစဘူးလာလို့ပါလားဒီမှာလေငါးစပယ်ရုံကပွင့်လာတယ်အဲ့ဒါဖះကပ်ဖို့အတွက်ဘန်တီနေရ ဒါကြလေသားတို့ထိုင်ကြအောင်ရင်နှွေးချမ်းလေးတောက်ကြပါဦး ဟုတ်ကဲ့ပါဦးလေးနဲ့ជីជីတို့နေကောင်းကြတယ်ဟုတ် အေးကောင်းပါတော့ကွာတခါတည်းလဲဒူးကနာလိုက်ခါနာလိုက်နဲ့အသက်400ရလာပြီလေ လေတွေရောအဆင်ပြေလားဦးလေး လေတွေကတော့ပြင်နေတော့မှာပဲဆယ်တွေကလည်းအချိန်မီလှုပ်ပေးနေတော့ကျေးဇူးတင်ရတာပေါ့ဟောဒါနဲ့မင်းတို့အဖေတို့မင်းတို့ကနေကောင်းကြရဲ့လား ဟုတ်ကဲ့ကောင်းကြပါတယ်ဦး ကောင်းပါတယ်ခင်ဗျ အေးရွာထဲနေတဲ့ဆိုရင်မဲ့လဲသူ့လုံးနဲ့လူကိုယ့်လုံးနဲ့ကိုရှုပ်နေကြတော့လဲမတွေ့ပြကြဘူးအေးစေးစကားပြောကြအောင်ဟိုလေးလည်းသတင်းကြည့်လိုက်အောင် ဟုတ်ကဲ့ပါဦးလက်ဖက်တုပ်တွေပါဟဲ့ဆွလေနေဆန်းအောင်ဘာလို့ကိုစဉ်းစားတာ ငါတော့တက်ခွေတက်မယ်နင်တို့ရော ငါတို့လားငါကတော့မိဘလက်ငုပ်လည်းရင်ဖြစ်တဲ့အလဲလုံးပဲဆက်လုံးမလားမြို့ပေါ်တက်ပြီးအလုပ်လုပ်မလားတော့ငွေခွဲမရသေးပါဘူး မင်းတက်ထဲဝင်မှာဆို ခန့်ညာဟဲ့တထဲဝင်နေဆိုတာအရန်ပင်ပန်တယ်လို့ပြောရနော်ဟိုမတကာလို့ရှည်ရလေးပါထွက်ရင်လည်းတိုက်ပွဲချသွားဘယ်လိုလုပ်မလဲ နေရလေဟာစစ်သားလည်းတော့မသေးပါဘူးဟာမပြောကောင်းမဆိုကောင်းရှေ့တန်းထွက်ရလို့တည်သွားခဲ့တော့ငါအများကြီးကုန်ရှိပါသေးတယ် ပေါက်ကြရရှောက်ပြောနေပြန်ပြီနေတထဲဝင်မယ်ဆိုလို့ရှိရင်တော့ငါတကယ်စိုးရိမ်မိတယ်နေမိဘတွေကလည်းငါတို့တော့မဟုတ်ဘူးလေရွာမှာမိဘတွေကိုဝိုင်းကူရင်လက်လေးပါလေးလုတ်ပါလားဟဲ့ နေရငါ့ကိုစိုးရင်တည်းရပေါ့ငါလည်းဘာလို့ရမလဲမသိသေးပါဘူးဒါမဲ့ဒီရွာမှာပဲမွေဒီရွာမှာကြီးပြီးတော့ဒီရွာမှာတည်သွားမဲ့ဖြစ်မျိုးတော့ငါမလို့လောက်ကိုယ့်ဘောကိုတိုးတက်အောင်ကိုတူးကိုချုံစူးစမ်းကြည့်ခြင်းတည်း ဟုတ်တယ်ကွာကိုမျိုးကိုကတော့လုံခြုံဆုံးပဲမိမိပါရောမင်းပြန်ကြည့်တင်တယ်ဘလဲနေရာမျိုးမှာကြောင်းသွားတတ်မယ်ဆိုတော့ငါတို့မိမသွားနဲ့အောင်လွမ်းနေတဲ့လူတွေကရှိနေတာ ဟဲ့မေးเสียလားငါမငယ်ငယ်တည်းကပေါင်းလာတာဆိုလို့နင်တို့ပဲရှိရလေနင်တို့သာကြီးစားတွေမိမတွေရပြီငါ့ကိုမေးသွားမှာမလား ငါတော့ခပ်ပါပါပဲဟိမမိတ်နိုင်တဲ့လူတွေကတော့ရှိမှာပေါ့ ဟိုလေနေငယ်တော့ကပြောထားတယ်ဟိုမြောက်ဝတီအနောင်စာကိုလုံးပါလိုက် လုံးမှာပေါ့ဟဲ့အဲ့ဒါငါရဲ့အိမ်မက်ပဲလေငါရဲ့အိမ်မက်ကိုတကယ်မဖြစ်ဖြစ်အောင်ကြိုးစားမှာ ဟဲ့ဖလေနေခံညာကိုဘာမှပြောစရာမရှိဘူးလား ဟဲ့ဘာလို့လဲငါဘာကိုပြောရမှာလဲအခုလည်းပြောနေတာပဲလေဟိုသူ့တက်မတော်ရဲမဝင်ဘူးမိဘတွေဝိုင်းကူပြီးလေယာပဲလုံးလို့ငါပြောနေတာပဲငါဘာကိုထပ်ပြောအောင်မလဲ နေရလဲမသိချောင်ဆောင်နေပြီရောက်ခံညာမင်းကပါဇက်ကြီးပိတ်မိနေမပြီးတဲ့အိပ်ပြီးတော့စားတဲ့ခွေးမောင်းတဲ့အဖြစ်တော့မှန်းပြပါတယ်ကွာ ဟဲ့ခွာထဲမှာဘာမှမရှိပဲဘာလို့ဘောဆောင်နေရတော့ငါထည့်ပြီ 不会的吧？ ဘလဲဘာတွေစဉ်းစားနေရလဲတခုခုတော့တခုခုပဲနော် ဟုတ်ဘာမှမဆန်တာရဲ့အော်ဟိုမဆန်တာဘာပြောနေရလဲ မနေ့ပြန်သွားဖို့အတွက်စီစဉ်စရာရှိရတယ်ချိတ်ဆက်စရာရှိရတယ်ပြင်ဆင်အောင်မယ်လေကိုပဲချိတ်ဆက်လိုက်တော့မယ်တကယ်တယ်နော်မမလေးအတွေ့ပြတ်သွားမှာဆိုတော့ စစ်တီအတွက်ဒေးလက်ဆောင်အစီအစဉ်ကိုစောင့်မျှော်နားဆင်နေကြတဲ့သောတာရှင်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေကြောင်းကျမတော်တော်ဟန်ကနှုတ်ခွန်းဆက်တာအပ်ပါတယ်ရှင်
ဒီကနေ့စစ်တီအတွက်တေးလက်ဆောင်အစီအစဉ်ကိုသောတာရှင်များကတေးတန်ရှင်ရီရီခင်းသီးဆိုထားတဲ့တာကောင်းရတနာသချင်းနဲ့တရိယာတေးလက်ဆောင်ပေးပို့ထားပါတယ်။ဒီသချင်းနဲ့တရိယာတေးလက်ဆောင်ပေးပို့ထားတဲ့သူတွေကတော့ပန်းတနော်မြို့နယ်ကဤစုမြတ်ကဘုံမှုကျော်စွာဟိန်းအတွက်တရိယာတေးလက်ဆောင်ပေးပို့ထားပါတယ်။ဆက်လက်ပြီးရေကြီးမြို့နယ်ကဆီယမနှုတ်ဖို့ကဘိုးကြီးအောင်အောင်နဲ့တက်ကြက်ကြီးကြော်လင်းတို့အတွက်တရိယာတေးလက်ဆောင်ပေါ့နော်။ဇာနီမောင်ဘွားစစ်တီတော်များအတွက်တေးသန့်ရှင်ရီရီခင်းသီးဆိုထားတဲ့တာကောင်းရတနာသချင်းနဲ့တရိယာတေးလက်ဆောင်ပေးပို့ထားပါတယ်။ဇာနီမောင်ဘွားစစ်တီတော်များလည်းဒီသချင်းကိုနားဆင်ရင်အပန်းလေးပြင်နိုင်ကြပါစေရှင်။တမတော်ပါတော့တမတော်ပါသတိပြတ်တိရှိသေးတာတို့တမတော်ပါဗမာမထားတာတို့ဓမ္မတော်မှာတို့ဓမ္မတော်မှာတို့ပြည်တို့မြို့တို့ကျိုးကိုလာငါွယ်ဆောင်ရှောင်းသူတွေပါသာကောင်းရတနာသာကောင်းရတနာစေနာဝေချာပြည်တို့တော်ပေါ်များသူတိုင်းမှာဝမ်းသာကြဗျာတကယ်ကိုယူတယ်ဟိုဆရာတို့အလေးပြုရတော့မယ်အမေသာတိပို့ပြီးပြောမှာဗျာအမေကကျုပ်ကိုဘိုးလောင်းတိတ်ဖြစ်စေချင်နေတာဟေးအောင်လေငါတို့ဘိုးလောင်းတင်နေပါပြီဘူးဒီခင်းလေးဆိုတဲ့တချင်းလေးဆိုလို့ရှိရင်တကယ်ကိုချစ်ဖို့ကောင်းပါတယ်။တချင်းစာသားလေးတွေကအသေးနှလုံးလေးကိုဘူးဒီခင်းလေးလို့ဆိုပြီးတော့ဘာမှအဲ့လိုလေးဘာလို့ထုံးဖွဲ့ပြီးတော့ရေးသားဖြစ်လဲဆိုတာပြပြပေးပါဦးရှင်။ တချင်းအတန်ဟိုကလည်းခက်ဆက်ဆက်နေတယ်ဒီဒီကဲပြီးမှတ်နေတာပါလားဆိုတော့ဘာပြောတချို့ကပြောလဲတဲ့ဘာညာရမယ်ထင်တာပေါ့ဘာညာအဲ့လိုဘောရမယ်ထင်တာဟုတ်ဆိုတဲ့ကြောင့်ပေါ့အပြင်မှာပြောတာလေးတွေစိတ်ထဲမှာမပြည့်တော့ဘာအဲ့ချင်းလေးစာသားနဲ့လိုက်အောင်ဆိုတော့စာသားလေးရေးတာပေါ့အဲ့တချင်းလေးဆိုသမီးငငယ်တော့ဆိုလို့ရှိရင်ဒါဖဖိုးဖွားတွေဖွင့်လို့ပေါ့နော်အဲ့တချင်းလေးသမီးဆိုအမြဲလိုက်ပြီးတချင်းဆိုရဲအသေးနှလုံးလေးကိုဘူးဒီခင်းလေးဆိုပြီးသမီးရိုက်ကြိုက်ခဲ့တဲ့တချင်းလေးတို့ပါရှင်မိုးချုံကငယ်ဆိုတာဘာတို့ဟိုကတဲ့အနှစ်အိုက်ရှင်ထွက်ပြီးရသူအိုက်ရှင်ကတယ်ခုချိန်នេះအဲ့မိုးချုံကငယ်အဲ့ဒါလည်းပဲကတယ်မောင်တိုင်းပြီဆိုတဲ့တချင်းလေးပေါ့နော်အဲ့တချင်းလေးနဲ့ပတ်သက်ပြီးတော့မော်ဒန်ဒီကတော့ဘာကိုဆိုခဲ့တာဆိုခဲ့တာဆိုတော့မော်ဒန်ဒီတဲ့ဘာမှတော့ဆိုတဲ့ရှေ့ဆက်လက်ဆောင်ရွက်သွားမယ့်အစီအစဉ်တွေကိုသိပြစေ။ဒေယကဏ္ဍမှာတက်မှုတက်ခင်းနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ဘာလို့လာဘဆောင်မပြီးပြီဆိုတော့ဒီလိုဘောလုံးတော့ကြကြဒေယဆိုင်ပြီးနဲ့ထောက်ဝင်ကြီးဌာနကိုယ်ပဲကိုပြောတော့ခေါ်လိုက်ကိုယ်ရဦးကြီးဌာနဒီလိုတော့ငါ့တော့ကွာဘယ်ရလေငါမစီထုတ်ဖို့ဈေးဖို့အောင်ပဲကွာဘာရိတ်ဆက်တွေဒီနေ့တော့ဆောင်းမပြီးလို့လာကြည့်ရတာဒေယလူသားမင်းရတယ်ကွာမနေ့ပြန်ညနေမှကွာမင်းမေကိုမနက်ခင်းအောင်နေလေငါ့ကူပေးလိုက်လေဘောင်းနဲ့ဝိုင်းပြောပေးမှာပေါ့မင်းရတယ်ဆယ်မျိုးမျိုးနဲ့နင်တို့တွေကလည်းဟဲတက်တက်ကိုမနေကြအောင်ငါဒီမှာဘာမှမကြားတော့ဦးစီးဌာနကတာဝန်ထားတဲ့လုပ်ငန်းပိုင်းတွေကိုသိပြစေချောလိုက်တာဘယ်လိုလုပ်ရလဲဆယ်မျိုးမျိုးမင်းကအဲ့လိုဘူးသူတွေကြောင့်စိတ်ဝင်စားတယ်ငါတို့ကတော့ဇလန်းတွေပဲကြည်တာဟဲ့ငါသဘောကျတယ်ပေါ့ငါကလေအဲ့လိုအနောက်ဆောင်မမတွေဆိုတိတ်သဘောကျတာငါကြည့်လိုက်လို့ရှိရင်လေဒီမမတွေလိုမြားပြီးမှအလုံးလုံးမနင်းရုပ်ဘူးလေးကြည့်လိုက်ဦးလေကြောင်ကြည့်ရောမင်းအဲ့လိုတော့မပြောပါဘူးအမှန်တရားပဲတကယ်တော့ဘလူးတန်များလေးဟုတ်တယ်မှန်လေဆွေးလို့မှန်တယ်နော်နင်တို့ကြတော့လက်တော့ချောနေလို့လေချောနေကိုချောပြီးသားပဲနင်တို့မကြည့်ချောတော့ဆိုခဲ့ပါမယ်ဆိုခဲ့တာဆိုတော့ဘောရမ်းပြတဲ့ဘာမှတော့
ဟုတ်ပါဘူးကိုတိုင်းပြည်အကြောင်းပေါ့နော်ကိုတိုင်းပြည်ကိုရှင်းပြလို့ရမယ်ကိုတိုင်းပြည်က အေးမွေ ဟုတ်ကဲ့ ဘုရားသတင်းပူစီကနည်းနည်းများတယ်လေးများလိမ့်မယ်အဲ့တော့ဝင်တက်လို့အဆင်ပြေအောင်လို့နည်းတော့အချိန်လေးညှိမှရအောင် အဲ့ဒါဆိုရင်တာတီကျွေးခစ်စန်းတေးတွေကတပုတ်ဖြုတ်လိုက်ရပြီဘိုးကြီးအဲ့ဒါဆိုသတင်းတက်လို့ရပါပြီ ဆရာတို့တာတီကျွေးခက်စန်းတွေတပုတ်ထုတ်လိုက်မယ်နော် ဟုတ်ကဲ့ဆုံးတော့ပါပြီ သမီးချိုးရင်နံပါတ်1 VCR ပြီးပြီလားအေးပြီးရင်သွားမယ်သမီး8နိုင်ထိုးဖို့7မိနစ်သွားပြီနော်မမို့ရင်နံပါတ်3 VCR ပြင်ဆင်ချက်ရှိပါတယ်ဒီချိန်ကဘာလို့အေးပြင်ဆင်ချက်တဲ့အဝင်ကားရှော့တွေဖြုတ်မယ်နော်ဒီချိန်မှအမရေအေးကတ်တော့ကတ်နေပြီဒါပေမဲ့ဟိုနည်းနည်းမြန်မြန်တော့လုပ်ပါမမို့ရေနံပါတ်1ကသွားနေပြီနော်အမ VCR ဖို့တိတ်ရှိလားခိုင်ရပြင်ဆင်ချက်မရှိဘူးနော်အေးမမို့မြန်မြန်လုပ်နော်သမီးရင်းဝဲ VCR 5ပြင်ဆင်ချက်ရှိတယ်အယုံနဲ့စာသားအကန့်ချက်ပေးထားတာလေဟုတ်တယ်မဟုတ်သမီးနည်းနည်းလေးအယုံလေးအများကြီးတော့မဟုတ်ဘူးနည်းနည်းလေးပို့ထည့်ပေးလိုက်နောက်ဆုံးမှာနော်နည်းနည်းပို့ထည့်ပေးလိုက်အေးကတ်တော့ကတ်တယ်သမီးလှုပ်လိုက်ပါနော်6မြင်းမြတ်အဆင်ပြေတယ်နော် VCR အေးမြင်းမြတ်ကရတယ်ကဲသမီးတို့ရေပြီးတဲ့လူတွေရုပ်သေးအတန်းနေစစ်မယ် ခင်ဗျာ ဒီတော့ခါတော့ သင်ရှင်းထွက်မဲ့ဆဲထဲမှာပါတယ်ဆောင်းဝက်ဖြစ်တာဘယ်လိုလုပ်မှာ ဆရာကျွန်တော်မလာရေးထားတဲ့ မင်းကတရေဘူးယူသတင်းပို့ဖို့နောက်ကျနေတာဟိုငါကောင်ကခုမင်းဆိုင်ပွဲနဲ့ဖြေရတော့မယ်ဆိုတော့မင်းဘာဆက်လုပ်မယ်လို့စိတ်ကူးလဲ ရေးချင်တာပေါ့ရေးချင်တော့အဲ့ ဘယ်တက်နိုင်မလဲကွာပြည်သူတွေတက်မတော်ဝင်ခဲ့တာပဲ ဘာဘာဆို ကိုရေးကိုတာတက်တာဝန်နဲ့ဝတ္တရားပိုရေးကြီးတယ် သူတိုင်းနဲ့စီးလိုက်တာပေါ့ ရေးကြီးအောင်ဆောင်ရမှာ ညရီရဲ့စာပေတများရှင်မြမအတန်ရေဒီယိုခေ စိတ်ဓာတ်ကိုလေးသားပါ 1980ပြည့်နှစ်ကနေစပြီးတော့တချင်းတွေကိုစတင်ရေးသားခဲ့ပြီးခေတ်တွေဘလို့ပဲပြောင်းလဲလာတဲ့ထိတိုင်အောင်သူ့ရဲ့တချင်းတွေကအောင်မြင်ကြော်ကြားလူကြိုက်များနေစေဖြစ်ပြီးပြန်လည်စမ်းသစ်ပြီးဆိုနေမြဲဖြစ်တဲ့ဘဝရည်ရတာဝင်းမောင်ရဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ခဲ့တာဖြစ်ပါတယ် new သတင်းတက်ပါတော့မယ်မြန်မာချင်းတက်ပါပြီgo မြရီရုပ်မြင်သံကြားပြည်တွင်သတင်းများကိုဆက်လက်အစီအစဉ်ခံတင်ပြပါမယ်ဟုတ်ပါခုမှပဲစားရတော့ဘိုက်တီကိုစားလို့ ကလေး ရှင် ရေးကြီးသတင်းရှိလို့တဲ့ထားလောင်ကအခုချက်ချင်းတက်ခဲ့ပါ โอเคအမြဲတမ်းအဲ့လိုရေးပဲသမီးကအေးစေးစားရတယ်ဆိုတာကိုမရှိဘူးဒါမဲ့လဲ duty is duty ဆိုတော့လဲလာခဲ့ပါမယ်ရှင်လို့နော် Okay let's go
ခဏဒီတစ်ခေါက်ရှေ့တန်းပြန်ဝင်လာတာမင်းတို့10တန်းဖြစ်ဖို့အချိန်ကြိုက်ပဲနော်မင်းသေချာစူးစမ်းငါတို့လည်းအားပေးနေတယ်မင်းအောင်မြင်လိမ့်မယ်လို့ငါတို့ယုံကြည်တယ်ဟဲ့မင်းအောင်မြင်တော့ငါတို့လည်းဝမ်းသာရတာပေါ့ကွာအေးလိုတဲ့ကူညီရှင်ပြောကွာငါတို့ကကူညီပေးဖို့အသင့်ပဲအေးဟုတ်တယ်ငါတို့ကူညီပေးဖို့အသင့်ပဲဟဲ့တင်းရကမို့စွလို့တလုံးခွင့်ပြုပါစွလို့တရဲတာခန့်ညာထက်ဟုတ်နေမနေ့ကတန်းစီတော့လည်းနောက်ကျတယ်ဒီမနေ့ PDP တော့လည်းနောက်ကျတယ်ချိန်ဦးမလေးစားတဲ့ကောင်ဘတော်မှမတိုးတက်ဘူးကွာရှေ့ရတဲ့တုန်းကလည်းမင်းဆွေးနွေးပွဲမှာအိတ်ငတ်ငိုက်နေတာငါတွေ့နေတာကျပွေးရမှာတက်ပေါက်ချင်ပေါက်ဦးမင်းလိုကောင်ဘတော်မှသုံးစားလို့ရမယ်ကောင်မဟုတ်ဘူးဒါတော့ကွာစစ်သား မင်းဒီပုံစံတိုင်းသာဆက်သွား
မင်းဘယ်တော့မှတန်ဖိုးရှိတဲ့ကောင်ဖြစ်လာမှာမဟုတ်ဘူးငါပြောတော့မင်းမသိမချင်းမှတ်တာ看鸟台，去，好。看鸟台，去，好。မင်းလိုကောင်ဘယ်တော့မှသုံးစားလို့ရမယ်ကောင်မင်းလိုကောင်ဘယ်တော့မှသုံးစားလို့ရမယ်ကောင်မင်းလိုကောင်ဘယ်တော့မှသုံးစားလို့ရမယ်ကောင်ဟုတ်ဒီချက်ပေးမှအကြောင်းရအောင်ကျွန်တော်ဒီတော့ဆက်ကြည့်တဲ့ဟော့ပေါ်ကြောင်းမှရှိပါတယ်ဟော့ပေါ်ကြောင်းကိုပြောတာဟော့ပေါ်ကိုအေးစားရည်ပြည့်နေတာတော့ဟော့ပေါ်ကိုဘောပြထားတယ်ဘယ်ဟော့ပေါ်ကိုဆက်တယ်ဆိုတော့တရုတ်ကလာတဲ့ဟော့ပေါ်ကိုတော့တယ်sorry ကိုစားပြတော့လေပြတော့မယ်ဘယ်ဆောက်တော့လေမမလည်းပြောပါဒီမှာဒူးတွေပြုတ်တွေ့ပြီ sorry ပါနော်ဒီငါလေးစားပြီအဲ့ဒါတော့ကောင်းတယ်အမငါတို့ကတေချာလောက်ရိုက်ပြီးတာဒါပဲလားငါတို့တော့ကြီးပြီပြေငါတို့လူကြီးတွေရဲ့စေတနာကွာဟမ်မင်းတို့တက်တက်တတာနဲ့စားစီခြင်းတို့ဒီလိုထမင်းစီဆန်းကိုပေါ်ဆန်းမွေးနဲ့ကြက်ဥကြော်ကလည်းပါသေးတယ်အဲ့ဒါကို900နဲ့ရောင်းပေးတာမင်းတို့900ကျန်တဲ့အပြင်မှာသွားဝယ်စားကြည့်လိုက်အောင်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ခုလိုကြိုးမွေးတဲ့သူတွေကိုရောစေဆောင်ရပေးတဲ့သူတွေကိုလည်းကျေးဇူးတင်တယ်ဝယ်စားကြမယ်ပြောပါကဲဒါကအသိဆက်ပြီနော်ဆန်းအောင်ပြီကွာပြောတယ်ဆန်းအောင်ပြီကွာကဲတော့မင်းဒီလောက်နဲ့ပြောနေလို့ရမလားကွာခံကြထဲရှက်လျှောက်ပြီးမင်းအများကြီးကြိုးစားအောင်မင်းအောင်မြင်မှုအတွက်ဆရာဂုဏ်ယူပါတယ်တပည့်ဆရာကြီးစူးခဲ့ဆဲခဲ့အပြစ်ပေးခဲ့လို့ကျွန်တော်မခံချင်စိမ့်နဲ့စူးစမ်းခဲ့လို့အခုလိုအောင်မြင်လာတာပါဆရာကြီးအေးပါတပည့်မင်းအခုလိုစူးစမ်းခြင်းစီပေါ်လာအောင်လို့ဆရာကြီးမင်းကိုမပြောချင်မဲ့စူးခဲ့ဆဲခဲ့အပြစ်တွေပေးခဲ့တာပါကွာဆရာဆိုတာကိုတပည့်အောင်မြင်တာတိုးတက်တာပဲမြင်နေတယ်အိုးလှလှလေးရဖို့အတွက်အိုးရိုက်တယ်နာရိုက်ပေးခဲ့ရတယ်လို့ပေါ့ကွာဆရာကြီးကျွန်တော်ကြောပြစီဆရာကြီးမင်းအမြင်မှရလာရင်မဆရာကြီးကျင်တယ်ဟုတ်လားဆရာကြီးပေါ့ကိုယ်စင်နှလုံးသုံးပါလုံးနဲ့ပြစ်မှားမိခဲ့အောင်ခွင့်လို့ပေးပါဆရာကြီးခွင့်လို့ပါတယ်တပည့်ခွင့်လို့ပါတယ်မင်းဒီတဲ့ပူကြိုးစားတိုင်းပြည်ကျိုးတယ်ဖို့နိုင်တဲ့နိုင်ငံသားကောင်းတယောက်ဖြစ်လာပါစေလို့ဆ
ဆရာကြီးဆန္ဒပြုတယ်ကွာ တန်ကြားပိတ်သက်များရှင်ကျမတို့ရဲ့တွေးမဲ့ဖြေမဲ့စီစဉ်ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့စီစဉ်မှာပါဝင်တဲ့ကဏ္ဍတစ်ခုချင်းစီရဲ့မိကွန်းလေးတွေကိုပြည်သက်တွေကိုမိဖို့ကျမကတော့ ready ပဲเนาะကဲပြည်သက်တွေရောကျမရဲ့မိကွန်းလေးတွေကိုဖြေဖို့ ready ဖြစ်နေကြပြီဆိုရင်တော့စိတ်ဝင်စားဖို့ကောင်းတဲ့မိကွန်းလေးတွေကိုအတူတူဖြေချဖို့စလိုက်ကြရအောင်เนาะမဟုတ်တာဆရာကြီးอ่ะဟိုကျွန်တော်ဆရာကြီးကိုလာပြီးဂါရပြုတာပါ ဆရာတပည့်ကဆရာတပည့်ရရှိပါဘိုးကြီးကျွန်တော်ဆရာကြီးရဲ့ဆုံးမမှုတွေကိုမကန်ချင်စိမ့်နဲ့စူးစမ်းခဲ့လို့ကျွန်တော်ဖြစ်ချင်တဲ့အရာရှိကိုဖြစ်ခွင့်ရခဲ့တာပါဆရာကြီးဆရာတပည့်တယောက်အနေနဲ့ဆရာကြီးကိုကျွန်တော်အလေးပြုခွင့်ပေးပါတောင်ပြရန်တွေစီခရီးဆလန်ရနေခဲ့အမြဲတောင်းနှံစုခင်းနေလမ်းကျန်တဲ့မန်တီပဲမဲလေးဖြတ်လျှောက်ရမယ်တို့ဘဝတွေရောင်နီလာနေတဲ့တွေအေးချမ်းစွာတောက်ပါဖို့ငါတို့ဘဝပေးဆက်ကပြောနေတန်တမျိုးမှန်လွန်ရတူရှိကျင်းတဲ့နီးနေလွန်နေရောမယ်အချိန်တန်ရင်အိမ်ပြန်ရင်မမေအမောင်ညာရင်ငိုမနေနဲ့တော့လေရင်နေကမျက်နှာရတဲ့မေအစင်လေးပြချင်မရဲ့လားလေကိုယ်တက်ကနိုင်ငံတော်တွေ့ပေကိုယ်တက်တောင်ကိုမပိုင်ဘူးလေစစ်တော်ဝါလေမေးတီပါစေအချိန်တန်ရင်အိမ်ပြန်ငဲ့မမေးဆောင်လို့ကြိုးပလဲညီမလေး ဟုတ်မမကျူ အဲ့ဒီမှာတက်မတော်နေအထိမ်းမှအသေးသေးချင်းကြပြဝတ္ထုပြိုင်ပွဲစုရစိတ်ရင်လေးရပြီအဲ့တော့ညီမလေးဒါလေးကိုဖတ်ထားပြီပြီးရင်မမ narration သွင်းကျင်တယ်နော်ပြီးရင်ဒီဟာလေးကည7 နာရီသတင်းပြရနဲ့အွန်တက်မှာလေအားကြောင့်မို့ညီမလေးတေချာဖတ်ထားပြီနော်ဟုတ်ကဲ့ပါညီမလေးဆိုတာ
ကရောဒီလိုဝတ္ထုမျိုးရေးဖို့ဆိုတာတို့ဒီနေ့ပြုလုပ်တဲ့အစည်းအဝေးကတော့တို့မြောက်ဒီရုပ်မြင်သံကြားရဲ့ဒီနေ့မှာကြာရောက်တဲ့နှစ်30ပြည့်ပလဲရတုနှစ်ပတ်လည်နေ့အခမ်းအနားကိုစီကားတိုက်မြိုက်စွာကျင်းပဖို့အတွက်ကိုကျွန်တော်ဂုဏ်ပြုဇလန်းတို့တွေတချင်းတွေပြီးတော့အမှတ်တရပစ္စည်းတွေပေးအပ်ဖို့တွေခန္ဓာလိုက်ကိုလိုအပ်ချက်တွေရှိတာတွေကိုပြပြပေးစီလိုပါယခုတင်ပြခဲ့တဲ့မှတ်တမ်းတွေကတော့ကျွန်တော်တို့ဝန်ထမ်းတွေကိုတတ်တချောင်းကြီးအနေနဲ့မာယာဝုဖိယဘုရားတွေကိုဘုရားဘူးပို့ဆောင်ပေးခဲ့တဲ့မှတ်တမ်းတွေပဲဖြစ်ပါတယ်နောက်တစ်ခုကတော့29နှစ်မြောက်တက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်ဝန်ထမ်းပျော်ပွဲရှင်ပွဲအခမ်းအနားပြုလုပ်ပေးခဲ့တဲ့မှတ်တမ်းတွေပဲဖြစ်ပါတယ်ခင်ဗျဒီနေ့တော့ကတော့ဝန်ထမ်းတွေအနေနဲ့တေချာသတင်းပို့တာကတော့သူတို့အားဖားပြိုင်ပွဲကိုပြုလုပ်ပေးဖို့အတွက်တေချာသတင်းပို့ထားချက်ရှိပါတယ်ခင်ဗျကျွန်တော်အနေနဲ့ကတော့ဒီနှစ်အတွက်သတင်းညာသူစုကိုကျွန်တော်သတင်းဌာနခွဲအနေနဲ့တကြက်ကြီးအစာကန့်ပလဲချိုကိုရွေးချယ်ပေးဖို့အတွက်တင်ပြလိုပါတယ်ဗျာ။ဘာလို့လဲဆိုတော့သူကဒီနှစ်အတွက်လည်းသတင်းညာသူကောင်းတူဖြစ်ပါတယ်။အချင်းချင်းအကဲဖြတ်အမှတ်တွေမှာလည်းအများဆုံးရရှိထားသူဖြစ်ပါတယ်ဗျာ။အားကြောင့်မို့သူ့ကိုကျွန်တော်တင်ပြချင်ပါတယ်ဗျာ။သတင်းဌာနခွဲမှုတင်ပြတယ်ဒီနှစ်အတွက်အကောင်းဆုံးသတင်းညာသူစုကိုပလဲချိုတင်ပြတဲ့အတွက်ကိုကျန်တဲ့ဌာနမှုများအနေနဲ့သဘောတူညီပါလား။သဘောတူပါပါ။ကောင်းကွယ်ဖို့ရှိလား။ရှိပါဘူး။မရှိဘူးဆိုတော့ကျွန်တော်တို့ဒီနေ့အတွက်အကောင်းဆုံးသတင်းညာသူစုကိုပလဲချိုကိုအတည်ပြုပါတယ် Trump said the US and China are the most important countries in the world today and they Trump ကအမေရိကန်နဲ့တရုတ်နိုင်ငံတို့ဟာ agreed to establish strategic communication channel မဟာဗျူဟာမြောက်ဆက်သွယ်ရေး channel ကိုဆက်လက်ထိန်းသိမ်းထားဖို့နဲ့ regular contact on major issues to maintain regular contact on major issue အဓိကအရေးကြီးတဲ့ကိစ္စရပ်တွေမှာပုံမှန်ဆက်ဆံရေးတွေထားရှိကြဖို့သဘောတူညီခဲ့ကြတယ်လို့ CGTN ရပြီလားယီ
ကိုပါ ညရီရုံမြင့်တန်ကြားပြည်သက်များမင်္ဂလာပါရှင်အခုချိန်ကစပြီးညရီရုံမြင့်တန်ကြားနိုင်ငံတကာသတင်းတွေကိုတင်ပြပါမယ်ရှင်Congratulations ပါ နေကြပါဦးဒါကဘာအတွက်လဲပြောပြကြပါဦး အကောင်းဆုံးသတင်းကြေညာသူစုကို play ကိုတင်ပြထားတာလေအားလုံးကအတည်ပြုပေးလိုက်ပြီ တကယ်ပြောရတာ တကယ်ပေါ့ ခဏမှနောက်လာဟဲ့အတူပြောနေတာ play ဟုတ်တယ် congratulations ပါလေ အော်ဒါနဲ့တိုင်းစည်းကြာကြီးတဒန်းသားလေလေးလာခီလာဖို့ရှိတယ်အားကြလို့ရှိရင် play အခမ်းအနားမှုလုပ်ပေးဦးနော် ဟုတ်ကဲ့ဖိုးညရီရုံမြင့်တန်းကြားစစ်ရုံကိုတိစောက်တဲ့အခါတရုတ်ပြည်သူ့သမ္မတနိုင်ငံ Beijing Architectural Design and Research Institute နဲ့ Beijing Broadcast Equipment Factory တို့ရဲ့အကူအညီနဲ့မြန်မာနိုင်ငံမှအမှတ်နဲ့စက်မှုဝန်ကြီးဌာနတို့ကပူးပေါင်းတိစောက်ခဲ့ကြတာဖြစ်ပါတယ်။1995ခုနှစ်မတ်လ29ရက်နေ့ရွှေရတုတက်မတော်နေ့မှာရခိုင်နိုင်ငံတော်အေဂျင့်တာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမောင်အေးကစက်ကလုံးနှင့်ဖွင့်လှစ်ပေးခဲ့ပြီးညရီရုံမြင့်တန်ကြားမနေ့ပိုင်းအစီအစဉ်တွေကိုစတင်ထုတ်လွှင့်နိုင်ခဲ့ပါတယ်ရှင်။ဒီနေ့ခေတ်ဟာသတင်းအချက်အလက်နဲ့ဆက်သွယ်ရေးနည်းပညာတွေတိုးတက်ပြောင်းလဲမြန်ဆန်လာတဲ့အမျှမီဒီယာကဏ္ဍဟာလည်းနိုင်ငံတော်ရဲ့စတုတ္ထမဏ္ဍိုင်အဖြစ်အရေးပါတဲ့အခန်းကဏ္ဍကနေရပ်တည်လို့နေပါတယ်။ဒါကြောင့်လည်းအမှတ်နှစ်တက်မတော်ရုံမြင့်တန်းကြားထုံးလွှင့်ရေးတက်ကိုနေပြီးတော့မှတိုးချဲ့တိစောက်ပြီးတော့ဖွင့်လှစ်ခဲ့ပါရဲ့ရှင်။အမှတ်နှစ်တက်မတော်ရုံမြင့်တန်းကြားပင်မအဆောက်အုံကို2009ခုနှစ်ဇွန်လ19ရက်နေ့မှာပနက်တင်ခဲ့ပြီး2012ခုနှစ်မတ်လ26ရက်နေ့မှာအဲ့ဒီအချိန်ကစီရီချုပ်ဗိုလ်ချုပ်ခင်စောဦးနေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်မောင်မောင်အေးပြည်သူ့စစ်စိမ်းနဲ့စိတ်သက်စစ်စိမ်းညွှန်ကြားမှုဗိုလ်ချုပ်တန်းစုတို့ကဖေးကျုပ်ဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ကပီးမော်ကွန်းကိုတမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတမတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကစက်ကလုံးနှင့်ဖွင့်လှစ်ပေးခဲ့ပါတယ်။မင်္ဂလာပါရှင်။ဒီကနေ့ကျင်းပပြုလုပ်မဲ့အခမ်းအနားကတော့အမှတ်1တက်မတော်ရုံမြင့်တန်းကြားထုတ်လွှင့်ရေးတက်အမှတ်1တိုက်ပွဲဝင်စီယုံရေးတင်တဲ့ကြောင်းမှတင်နန်းသားအရာရှိများအားရှင်းလင်းတင်ပြမှုအခမ်းအနားအစီအစဉ်ပဲဖြစ်ပါတယ်ရှင်။ဟဲ့ပလဲကျနင်ကမမီတာမခံကြလေအေးတော့ပဲခညာအေးနင်ကယူနီဖောင်းလို့ဆိုတော့ငါမလို့မဖြစ်နေတာဟုတ်တန်းနေပေါင်းနင်ကဘလို့ဖြစ်ပြီးတော့ဘွေးဖြစ်နေတာငါပြောပြမှာပေါ့ဟာငါနင့်ကိုအရန်တတိယစကားတွေအများကြီးပြောချင်တယ်ငါတို့ပလဲတူညစာစားအောင်ပါလဲစုံအောင်မယ်လေငါစာမှုစုရတယ်ဟာအေးစာမှုဟိုတော့ခိုင်းနေလေလေးလာအောင်မယ်တဲ့အတော့
မြောက်ရီရုံမြင့်တန်ကြားရဲ့နှစ်30ပြည့်ပလဲရတုနှစ်ပတ်လဲဖွင့်ပွဲအခမ်းအနားမှာစတင်ဖွင့်လှစ်ပေးကြောင်းကြေညာအပ်ပါတယ်ရှင် ဟုတ်ကဲ့ပါ အကိုဆက်ပြောလိုက်တက်ကလေးပေါ့တချောင်းချင်းစီပြောကြမယ်နော် ဟုတ်ကဲ့ဆက်လက်ပြီးတော့အမှတ်1တက်မတော်ရုံမြင့်တန်ကြားထုတ်လွှင့်ရေးတက်မှာတက်မှုအခွင့်အမှားစကားပြောကြားခြင်းပဲဖြစ်ပါတယ်ခင်ဗျာ ဟုတ်ပါတယ်တနစ်တာဝန်ထမ်းအကောင်းဆုံးစုများကိုလည်းချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်နော်ဟုတ်ပါတယ် ဟုတ်ပါတယ်စီစဉ်လေးရဗလာမဘာကန်ဆယ်မဲမဲနိုင်ရွေးချယ်ပေးသွားမှာပဲဖြစ်ပါတယ် ပလဲဒီတငယ်ချင်းရောက်နေ ပလဲရဲ့တငယ်ချင်းကဟုတ်လို့လားဟဲ့နင်းဟာလဲဟုတ်လို့လားတငယ်ချင်းဆိုတာရုံမအောင်နော်ငါတို့ကတော့ကျွန်တော်ရတယ်တငယ်ချင်းပါဟဲ့ ခုမှရှက်မနေနဲ့သွားမှဖြစ်လေရှက်နေရုပ်ကြီးနေ နေရဖြစ်ချင်တဲ့အကောင်းဆုံးအနောင်စာတစ်ယောက်ဖြစ်အောင်ကြိုးစားခဲ့တဲ့အတွက်ငါနဲ့ကိုရမ်းကိုရည်တယ်ဒီလား နေရာမှာစိတ်ဆန္ဒပြင်းပြင်းပြနေစူးစမ်းခဲ့တဲ့အတွက်ငါပူပြီးလေးစားတာပါအခုဆိုကြည့်ရင်စာမိုးစုရေးပါအောင်ရလို့ဒီခဲ့တဲ့ဝတ္ထုလေးကလည်းအရန်အောင်ရကောင်းမြောက်တယ်နေရတော့ခင်ဗျာ အဲ့ဒီဝတ္ထုကဘသူအကြောင်းရေးတာလဲသိလား ငါဘယ်လိုလုပ်ကြည့်ပါ တစ်ချိန်က10တန်းမအောင်ခဲ့တဲ့ခံညာထက်ဆိုတဲ့ကောင်းလေးနဲ့ပလဲချူဆိုတဲ့အနောင်စာမမလေးတယောက်ကြောင့်ရေးတာလားမနေ့က10တန်းဆောင်မနောက်ဆုံးနေ့ကပေးခဲ့တဲ့စာလေးကြောင့်နေအကြောင်းမပြန်သေးဘူးနော်ဟုတ်ငါရမ်းမျောနေတာလား နေရဘာပေးခဲ့လို့အနေရနေပေးခဲ့တာဆောက်ရကပလာကြီးလေဘာလို့အမြဲမမနေတကယ်ကြီးလားဘာလို့အဲ့လိုနေမပြောတာလဲ ငါမင်းကလေးလေနင့်ကိုအဲ့လိုပြောစရာလား အဲ့ဒါလေဟုတ်တာပဲအဲ့ဆိုရင်နေလေဝတ္ထုဖတ်ပြီးသွားပြီဆိုတော့ဆောရွက်ပေါ်စာလေးတွေကိုနင်ဖြည့်တွေးလိုက်လေနော်နော်လို့ဒီကဘာမှမချစ်က